မင်္ဂလာပါ Rather Files Channel မှာကြိုဆိုပါရစေကျွန်တော်ကတော့ထွန်းတောက်ကုန်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ဟိုးရင်ကတည်းကမြန်မာရုပ်ရှင်လောကမှာမင်းသားတွေအများကြီးဟာပရိသတ်တွေရဲ့အလုံးသားတွေကိုဝင်ရောက်နေနိုင်ခဲ့ကြတယ်ဒါပေမဲ့ဆွဲဆောင်မှုအရှိဆုံးဆိုတာဘယ်သူလဲလို့စဉ်းစားကြည့်ရင်တော့အများဆုံးပြောကြတဲ့နာမည်တစ်ခုရှိပါတယ်ဟုတ်ပါတယ်သူကတော့မြန်မာပရိသတ်တန်ပေါင်းများစွာရဲ့အချစ်တော်တရုတ်ဆောင်ပိုင်တခွန်ဖြစ်ပါတယ်သူကိုပထမဦးဆုံးလူသိများလာတာကတော့သူ့ရဲ့ရုပ်ရည်နဲ့တာမကသူ့စတိုင်နဲ့သူ့ရဲ့သဘောထားအမြင်တွေကြောင့်ပါပရိသတ်တွေကြားစမကြပြီးချောတဲ့မင်းသားဆိုပြီးပထမဦးဆုံး impression တွေကလူတွေရဲ့စိတ်ထဲဝင်သွားခဲ့ပါတယ်တခြားမင်းသားတွေနဲ့မတူပဲသူ့မှာရှိတာကသူ့ရဲ့မျက်လုံးတွေကယူသားမှုပါဒါကပဲသူ့ကိုပို့ပြီးတမှုထူးခြားစေတာပါပိုင်နဂွန်ရဲ့အဓိကအလှတရားကသူ့ရဲ့ nature charisma ပါပဲသူကဘာမှမပြောဘာမှမလုပ်ပဲဒီတိုင်းနေလေတဘာဝကြကြနဲ့ဆွဲဆောင်မှုရှိတယ်ဆိုတာလူတိုင်းသိကြပါတယ်သူ့ရဲ့မျက်စိတွေထဲမှာထင်ဟပ်နေတဲ့စိတ်ခံစားချက်တွေကမြင်လိုက်တာနဲ့လူတွေကိုနှွေးထွေးမှုပေးစေပါတယ်ကံကောင်းနမိတ်နဲ့ရုပ်ရှင်ဇာတ်ကားမှာသူ့ရဲ့မျက်လုံးနဲ့စကားပြောတဲ့ဇာတ်ဝင်ခန်းများကိုများစွာတွေ့ရမှာပါအပြင်လောကမှာလည်းသူဟာတိရစ္ဆာန်ချစ်သူတစ်ယောက်ဖြစ်တယ်ဆိုတာအားလုံးသိပြီးသားဖြစ်မှာပါဒါကိုလည်းသူ့ရဲ့ social media ထက်မှာမကြာခဏဆိုသလိုသူကတင်လေးရှိသူဖြစ်ပါတယ်သူဟာမကြာသေးခင်ကပဲသူ့ရဲ့ချစ်သူကောင်းမလေးနဲ့ရွှေလက်သွဲသွားခဲ့ပြီဖြစ်လို့သူဟာအောင်မြင်မှုထက်တစ္ဆာတရားကိုပိုတန်ဖိုးထားတယ်ဆိုတာသိတာပါတယ်သူဟာပြည်တွင်းမှာသာမကပြည်ပနိုင်ငံတွေအထိအောင်မြင်မှုရရှိပြီးသူဖြစ်ပါတယ်ပိုင်နဂွန်ရဲ့ပရိသတ်တွေဆိုတာတာမန်လူငယ်တွေကောင်းမလေးတွေနဲ့တမကပဲအမျိုးသားလူကြီးရွယ်အိုတွေကပါသဘောကျကြတာဖြစ်ပါတယ်သူပါတဲ့သချင်း MV တွေဗီဒီယိုတိုလေးတွေဇာတ်ဝင်ခန်းတွေကို Facebook YouTube TikTok စတဲ့နေရာတွေမှာထပ်ခါတလေလဲကြည့်ကြရဲဆိုတာကသူ့ရဲ့အကျိုးသက်ရောက်မှုတစ်ခုပဲဖြစ်ပါတယ်စမကြခြင်းနူးညံ့ခြင်းသဘောထားသိမ်မွေ့ခြင်းစတဲ့အရာသုံးခုကိုတပြိုင်နက်တည်းပိုင်ဆိုင်ထားသူဆိုတာမရှိသလောက်နေပါပါတယ်မြန်မာအမှုပညာရှင်မင်းသားတွေထဲမှာဆွဲဆောင်မှုပြည့်နဲ့နာမည်ကျော်နိုင်ခဲ့သူပရိသတ်တွေရဲ့စိတ်ထဲမှာမြဲတမ်းနေရာယူထားသူကတော့ပိုင်တကွန်ပဲဖြစ်ပါတယ်တင်ရရောပိုင်တကွန်ရဲ့ပရိသတ်လားသူ့ရဲ့ဘယ်စက်ရုပ်ကိုအကြိုက်ဆုံးလဲကွန်မန့်မှာရေးခဲ့ဖို့မမေ့နဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအရန်တင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့သွားကြပါနဲ့နော်